ဝက်လက်ပြားသီးလားမာမမီယာအခုလည်းရမ်းဖမ်းသေးပြားသီးလားဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါနောင်းနဲ့ဟွာအင်းကြားမှာရှိတဲ့မြို့မှာအဲ့ဒီမှာကျွန်တော်မနေ့ကဆိုင်ငယ်ဆေးနဲ့တညအိတ်တယ်အဲ့ကနေကျွန်တော်အခုဒါနောင်းကိုပြန်နေရဆိုင်ငယ်နဲ့တနိုင်ခွဲမောင်းရတယ်လမ်းမှာကျွန်တော်အခုကမနေ့ခင်းစားစားမှာဖြစ်ပါတယ်ဆိုင်ငယ်ကငားလာတဲ့ဆိုင်ငယ်ကတိတ်တော့မကောင်းတော့တနိုင်တော့မောင်းပြီးတော့ဆိုင်ငယ်ကဟိတက်နေမရတော့ဆိုတော့မနေ့ခင်းစားလည်းမစားရသေးဘူးဒီမှာလမ်းပြမှာဆိုင်တွေ့ရဗျဘုံချောင်းတော့လည်းမသိဘူးသူကဝတ်သားနဲ့ကျွန်တော်လက်ခင်းတဲ့ဘွဲတော့စားကြည့်တော့မှလာအောင်ပဲနာမည်တော့မဖတ်တော့ဘူးကျွန်တော်တပွဲမှာလိုက်မယ် I will sit there okay သူတို့ဒီဘီယန်မှာတော့ခောက်ဆွဲဗျာခောက်ဆွဲရယ်ပြီးတော့ရင်ဒီကဟင်းဂျိုဒီမှာဝတ်သားနဲ့ကျွန်တော်စောင်းတော့မပေါင်းတတ်ဘူးဗျာဟိုမှာသူကဝတ်သားစုပ်ပြုတ်ကောင်မှဟိုဟာနဲ့မုံဖက်နေပေါ့ကျွန်တော်ပြမယ်ဒီမှာကျွန်တော်တဝဲမှာလာကျွန်တော်အရှိမတော့စားပြမယ်ကျွန်တော်မှာထားတော့ရောက်ပြီဗျာပုံမှန်တော့ဒီဗီယက်နမ်မှာခောက်ဆွဲအရင်စားရဗျာထမင်းတော့တိတ်မစားလားမသိဘူးဘယ်နေရာတော့ဒီမျိုးဟင်းဂျိုပြီးတော့မုံဖက်နေလို့မျိုးကျွန်တော်မှာထားပြမယ်ကြည့်ဝတ်သားနဲ့ဖွင့်တော့လည်းလည်းကြိုင်းပြမယ်ဒီကောင်ဝတ်သားအရင်ကြီးရယ်ဝက်လက်လားမသိဘူးဝက်လက်တစ်ခုလုံးပါစားကြည့်မယ်မာမမီယာဟေ့တောက်ကြည့်အိုးနော်ဗျာဝတ်စုပ်ပြုတ်ကမှဒီမျိုးဝတ်သားအကြီးပါတယ်ပြီးတော့ဒီထဲမှာစစ်တုံပါမယ်စစ်တုံမိတ်ရယ်ပြီးတော့မုံဖက်ရယ်ရဲမိုက်တယ်ပြီးဒီမှာမြုပ်သီးရှိရဗျာမြုပ်သီးကျွန်တော်နှုတ်ထည့်မယ်ပြီးတော့ဒီမျိုးအရွက်လည်းပေးရယ်ဆိုဗီယက်နမ်မှာဘာဆဆအရွက်တွေအများကြီးချပေးဗျာကျွန်တော်အရွက်တွေပါကုန်ထည့်ပြီးစားရမယ်ခေါ်ပြီးတော့ရယ်ပင်စင်းရွက်ရယ်ဆိုင်ငယ်လုံးဝမောင်းလို့မရတော့ဘာလို့ဆိုတော့2နာရီလောက်မောင်းရရဗျာဆိုတော့ဆိုင်ငယ်ကအရင်မကောင်းငါတဲ့ဆိုင်ငယ်ကလေအခုလည်းရမ်းဖမ်းသေးဗျာတိလားကျွန်တော်ဒီ2နာရီမောင်းရတယ်အဲ့ဒီမျိုးကနေပြီးတော့ဒေါင်းနန်းအောင်ဆိုလမ်းမှာစီထဲအခုက breakfast စား60လောက်ပဲမောင်းလို့ရဗျာ90လောက်မောင်းလိုက်ရင်ဆိုင်ငယ်ဟိတက်ပြီးမပြေးတော့โอ้မိုက်လားဒီမှာငရုတ်ကြီးကဘူးရမလားရှင်ငရုတ်ကြီးရှင်မိုက်လားဝတ်သားစုပ်ပြုတ်ပြီးတော့ရင်အရွက်တွေပါတယ်စစ်သွန်မိတ်ပါတယ်ပြီးတော့လည်းမျိုးဝက်လက်အကြီးပါတယ်ပြီးတော့ရင်ဒီလိုခုံမှာဆိုရင်ငရုတ်သီးအဆက်ချက်ငရုတ်သီးရှိရတာဟင်းရောတော့အရင်မိုက်တယ်ဗျာကျွန်တော်တို့ဒီငရုတ်ကောင်းအနက်အနေနဲ့အရင်မိုက်တယ်အိုးပြောင်းကျွန်တော်တို့မြန်မာနိုင်ငံဝက်လက်ပေါင်းလို့ပဲဟိုကနေငရုတ်ကောင်းနဲ့ပေါင်းတာလူမစားတော့တော့ကြာပြီမြို့ဒီကရမ်းမဆက်ဘူးဗျာကျွန်တော်တို့မြို့ဒီကိုအရှင်နဲ့စိန်တာ
သားလည်းတော်တော်နူးရပြောရအိုးမာမီယာဒီကောင်တော့လက်နဲ့ကန်မျိုးအားပါစားမမိုက်တာလက်လက်ပေးပွားနေတယ်ကျွန်တော်မလက်စားတော့ရဲမိုက်တယ်ခင်းနေရောက်ရင်ဒီလိုမျိုးတွေ့ရင်ကျွန်တော်တို့စားကြည့်ဖို့ကြံပြည့်ရယ်ဆိုအရင်မိုက်တယ်ကျေးဇူးအများကြီးတင်ပါတယ်